နင်းစီလိုက်စန္ဒယာကလုတ်တွေပေါ်ပြင်သစ်ရေမွေးနှံ့နဲ့ပြင်သစ်ကပြားတစ်ပုတ်ဟာမြမလိုတန်ထွက်ပြီးပြေးနေကျွန်တော်ဘာလုပ်ပေးရမလဲမမလိုက်မျက်စောင်းက84တန်းပေါ်မောက်သွားတဲ့3မင်းကလို့ကျွန်တော်နှလုံးသားလမ်းမေးတမပင်လေးကိုဝင်တိုက်တယ်ကျွန်တော်ကလက်ဖက်ရည်တစ်ခွက်တန်ကပြားသေးရပါမမလိုက် Rose A နန်းရှိပီဇာဆိုင်မှာဆိုတဲ့ဂျင်မီရဲမင်းတို့လိုကြောက်စိမ့်လေကြီးလည်းမပေးနိုင်ကြောက်ဝိုင်းရဟိုင်းမှာအိမ်မက်သေးကြီးထမ်းပြီးလမ်းမီးတိုင်အောင်တောက်ခေါက်နေရတဲ့ကောင်စားပါပတ်စံစုပ်တွေစာအုပ်အဟောင်းတွေအိမ်ထဲယူမလာနဲ့စက်သေးမရှိဘူးဟုတ်ကဲ့ကျွန်တော်ဗဟိုဘဏ်ကိုမုန်းမိပါတယ်မမလိုက်စာအုပ်ဟောင်းလေးတွေကိုခွင့်လွှတ်ပါသူတို့ဟာနိုင်ငံတော်ဦးကင်းကဉာဏ်ပညာတတ်ဖို့အတွက်အဖမ်းခံရသူခက်တုံမှန်တွေပါဒဏ်ရာတွေကလင်းလင်းချင်းချင်းပဲမမလိုက်ကျဲတွေကိုမော့ကြည့်ရင်မြောင်းနဲ့ပြုတ်ကြတဲ့လူကုန်တဲ့ရက်ွက်ထဲဟိုချီမင်းကြပြားတွေဖက်ခွင့်မရခဲ့သူ16နှစ်ရွယ်အကောင်ကလေးမမလိုက်မမီနဲ့ဈေးမလိုက်ချင်ဘူးရွှေလက်ကော့တောင်လောက်နဲ့ခန်းကျင်တဲ့ဥပေါက်တွေအစ်စ်တောင်းနေတာကျွန်တော်ရှက်တယ်ကျွန်တော်တို့လူငယ်ဘဝကအခုပွင့်အခုကျွေလေးပြီးလေးပြင်းများစွာရဲ့တားကောင်ခေစောက်တုပ်ဖတက်ကအစလူလူခေါင်းဆောင်ပုံကလေးဝေတာအဆုံးအားလုံးစွန့်စားခဲ့ရတယ်။များစွာအသိုးတွေနဲ့ငများချိတ်တွေကြီးချက်စားခဲ့ရတဲ့များစွာစားဝဲတွေကြီးပါမမလိုက်။အဲ့ဒီနှစ်တွေကတောင်းကြတန်းနဲ့နှကန်းစိုးစိကလေးဆိုပြီးမတိဘူးလို့ပြောခဲ့တာ။လူပေါင်းများစွာမေ့မရဘူး။ပူတယ်။ပါတော်မူနေဆိုတရင်လုံးမိကိုတဲ့မြတောင်တိုက်သွားစားတဲ့လူချမ်းသာကြီးတွေအိမ်ဖော်နဲ့ကျွန်တော်လူကဘာကောင်ကထမင်းငတ်ပြီးအဲသေးချင်းခွေးကြီးတွေတော့အမဲသားနဲ့ပေါ်ဆန်းမွေးထမင်းနဲ့ခွေးစာထမင်းနဲ့စပလုံးပါရင်ဖော်တော့ရွာသူအိမ်ဖော်မလေးတေလူအောင်အရိုက်ခံရတယ်လူဆိုတာခွေးထက်မြတ်တယ်လို့တက်တည်မပြနိုင်ခဲ့တဲ့နှစ်များပါပဲမမလိုက်ပတ်စံကြောင့်ကဘာကြီးရရှင်းတန်းနေတာလို့မမလိုက်ပြောတယ်တည်သွားတဲ့ငွေချင်းတွေရဲ့အသက်ကိုပတ်စံနဲ့ကျွန်တော်မဝယ်နိုင်ခဲ့ဘူးမမလိုက်ညီမလေးဒရိုင်ဘာရဲဘော်လေးနောက်လိုက်ပြေးတဲ့တဲ့လဲပတ်စံကလကာကြီးနဲ့လုံးဝမကွယ်နိုင်ခဲ့ဘူးပတ်စံနဲ့ဂုံသိက္ခာကိုဝယ်မရလို့လူမသိသူမသိတက်တည်သွားတဲ့တထေးတွေနှင်းသိလိုက်တော့အတိုင်းဝိုင်းမှာပုံလို့ကြွကြွရဲပါသလားမမလိုက်အချစ်ဆိုတာမဆရာကြီးအစိမ်းလေးပေါ်မှာတစင်မြေပေါ်မှာတော့စားပြီးလွတ်မြစ်လိုက်တဲ့ချင်းမောင်းအိတ်ခုံလေးပဲမမလိုက်လူစင်းရဲတွေအတွက်ညမနဲ့စာအဆင်ပြေမှအချစ်ရထားကအိုးအိုးဆွဲတာမျိုးမမလိုက်အဖေကတိတ်ညောင်းတတ်တာပဲသူအညောင်းပြေတိုင်းအိမ်ဖော်မာလေးတွေဗိုက်တလုံးနဲ့တော့ပြန်ပြေးခဲ့ရပတ်စံကိုလိုနှင်းထိုးလိုက်တယ်လက်စော့လို့လေလူကုန်တန်းတွေကတော့တကူလုံးစော့လဲအပြစ်မရှိကြပါဘူးကိုလက်မတောင်ကိုမထိုးရတဲ့မမလိုက်အဖေကြီးဘလို့ချမ်းသာတာလဲဆိုတာပုံနာကုန်းကအချမ်းမြင့်စရာတော့မသိပါဘူးလေဂီတာကတခြားသူတွေစီပျော်ရွှင်မှုကိုတည်ဆောင်ပေးတယ်ဆိုပေမဲ့ရတနာ9ပါးနဲ့မော်တော်ကားလည်းစီးတယ်ဆိုတာကြမပြောရပါလားအရှိတောင်အာရှမှာအချမ်းသာဆုံးနိုင်ငံကတရောင်းသားလက်မှတ်ကလေးကင်ပြီးနိုင်ငံတကာကငွေဘူလေးတွေရှောက်တောင်းရတဲ့နှစ်များမှာကျွန်တော်လူလားမြောက်ခဲ့ပါတယ်မမလိုက်ဂရီဘာဒေါ်လာရေးမြာစိမ့်မြဒေါ်လာရေးရွှေဝါရောင်ဒေါ်လာရေးစိတ်တက်ကရေစိုးမြောင်းနဲ့ဆွေးနေတဲ့လူတွေတဲ့သစ္စာတရားဟာခေတ်ဆက်ဆက်လင်းကောင်မပေါ်တဲ့မိမတယောက်လို့ဖားတမ်းပဲသွားရမလားတမလွန်ဘုံဝဲသွားရမလားဒီလိုနဲ့ကျွန်တော်တို့ဒေါ်လာရေးတွေမအောင်မြင်ခဲ့ဘူးတပိတ်မောက်ရင်မောက်မဟုတ်ရင်ဘိုင်းမောက်နေရသူတွေရဲ့နိုင်ငံမှာပေါ့မမလိုက်
250ဆိုတာဘာကြားလို့လဲအတန်ကသစ်ဆွေးတုံးထဲမှာခုန်နေတယ်တတော်လုံးလဲတောချောက်တန်နဲ့စမ်းရည်တဲ့သွေးပြပြနစ်တွေမျောနေတာနဲ့မျက်နှာငယ်ရခြင်းအကြောင်းကိုစာစီကုန်းမှာနှစ်တွေကျွန်တော်တို့နိုင်ငံသည်လောင်ပြောင်ရင်မောတန်များ၏အလဲဘဟုတွင်တည်ရှိပါသည်ဆိုတာကိုငိုတံပါကြီးနဲ့အချက်ခဲ့ရတဲ့နှစ်တွေစာမေးပွဲတော့အောင်ခဲ့တာပေါ့မမလိုက်ငရေပန်းကပိုလပိုမွေးတော့ရွေးချယ်စရာနေပါလုံးသူတွေမှာနေကမျက်မှန်တကားကနဲ့ခစ်ချိုးခစ်ပက်တလျှောက်ကာယာပန်ဆင်သွားကြတယ်လက်တွဲပေါ်ကိုဈေးတို့တော်မှာအထည်ရွေးသလိုမမလိုက်ရွေးသွားတာမွေးပါတယ်တရင်တွေပေါ့အခါတော့ပြီးတဲ့နေ့ကမိုးရွာတယ်စကွယ်ယာချဘယ်ကောင်ကပြောလဲအတ္တမလို့ချတာချလွတ်ကြသွားရင်သိမှာပဲတောင်းလန်အုပ်တာကနောက်မှသွားနေတော့ညီလေးကနောက်မှဒီလိုနိုင်ငံမှာပြန်မမွေးပါစေနဲ့ကွာကနောက်မှတနည်းပြဘဲနေညံ့နဲ့ကြပြရွတ်ကြတာကနောက်မှမင်းရှင်ရင်သူတင်မယ်သူတင်ရင်ငါတို့လည်းရှင်ရမယ်ပေါ့ဘသူတွေတည်တည်ငတီလေးတွေမှာပါစေချပြန်လေသည့်ငခါစောက်တော်သားငစနူလေးရေဘယ်ပန်းနဲ့မြူလို့မှခဏနားမနေနဲ့ဟေ့ချတာချမင်းကငါပြောဘူးသလိုမင်းကစောက်ပေါ်ပဲလက်ဖိတ်ဆိုင်ထိုင်ရင်မင်းရှင်းရမှာကြက်စီစုငှားရင်လည်းမင်းပေးရမှာတနိုင်ငံလုံးမရင်းချင်းခံရတာမင်းနဲ့ဆိုင်လို့လားငါချစ်တဲ့စောက်ပေါ်လေးကြီးအောင်ဝင်လားစောက်ယူလေးဖြစ်လားစောက်ယူဆိုတာကိုရောမင်းတိတိကျကျသိလားအရက်ထက်အရေးပိုရှိတာပိုပြီးအုံမိုးကာကွယ်ပေးနိုင်တာပိုပြီးအေးမြစေနိုင်တာချစက်တာချအောင်ဝေးစောင်းငါတော့တာပြန်မပေးနဲ့စီးပြင်းကလို့ငါတော့တာပြန်မပေးတော့နဲ့တောင်တမန်ရွှေအင်းလင်းချင်းစော်ဒါလည်းမင်းယူလိုက်တော့ဆက်ချငါစာဟုတ်တရားဖို့သုံးဖို့ကိုလည်းကောင်းပါလွတ်ကောင်းပါညာမစင်ညာကလာပြီးကော်စားမနေနဲ့ငါကုံငါယွန်တာငါကုံငါရှက်မိတာ14လရှိပြီချဖို့ရှိတာဆက်ချမင်းတတိယကောင်မလေးမမိုက်ပါဘူးကွာအရင်ခဏငိုပြီးအခုငွေဆောင်သွားမယ်တဲ့အဲ့ဒီအတွက်ငါတောင်းပန်ပါတယ်ဘာမှမဆိုင်မိမဲ့ငါတောင်းပန်ပါတယ်အချစ်မှာတောက်လဲခောက်တက်မှာစောက်ခွက်လဲဖျက်ရိုက်တယ်မှာငါကောင်းရချတာချအခြေသတင်းကြီးတဲ့ရှင်မင်းသမီးရဲ့ဘာညာပရိပရာတွေထားလိုက်ကွာအမေဆန်းကိုငါထိန်းထားမယ်ဦးလေးကိုတော့ငါမလဲရဲဘူးမင်းစကောလာရှစ်ရတာလဲမေ့ထားလိုက်တော့ချတာချခေတ်တကတဲ့ရင်ကိုခွက်ပုံးလေးတများများနဲ့မြည်နေတဲ့ကောင်ရောလိုင်းဘော်ကစောက်ပစ်ထိုင်ပြောနေတဲ့တကြက်တမတ်ကောင်တွေရောခြံထဲမှာခွာထိုင်ပြီးမပြောသေးလို့လီးလို့သတင်းစာရှင်းလင်းပွဲလုပ်နေတဲ့ကောင်တွေကိုရောတွေ့ရဖះမှာလမ်းသလားနေတဲ့မလန်းဖူလန်းတန်တရားဖားတန်းကကောင်မတွေရောဘောပဲကိုကြံတန်းအောင်ကြီးပြောသလိုဘောပဲချတာချဆိုတော့ဟိကောင်ကြီးပြန်လာရင်တွေ့မယ်လေပြန်မလာပြတော့ရင်လည်းမတွေ့ကြရုံပေါ့ကွာချစက်တာချ